အစာလဲဆေးဆေးလဲအစာမှပြန်လဲကြိုဆိုလိုက်ပါတယ်။ရှောက်ပွင့်စားခြင်းဖြင့်ဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှကာကွယ်ပေးခြင်း။ရောင်ရမ်းခြင်းများကိုလျှော့ချစေခြင်းအရေပြားကျန်းမာရေးကိုအထောက်အကူပြုခြင်း။နှလုံးကျန်းမာရေးကိုပံ့ပိုးပေးခြင်းနှင့်အစာချေခြင်းကိုကူညီပေးသည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစ်စုံတစ်ရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။အစာလဲဆေးဆေးလဲအစာမှပြန်လဲကြိုဆိုလိုက်ပါတယ်။ရှောက်ပွင့်စားခြင်းဖြင့်ဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှကာကွယ်ပေးခြင်း။ရောင်ရမ်းခြင်းများကိုလျှော့ချစေခြင်းအရေပြားကျန်းမာရေးကိုအထောက်အကူပြုခြင်း။နှလုံးကျန်းမာရေးကိုပံ့ပိုးပေးခြင်းနှင့်အစာချေခြင်းကိုကူညီပေးသည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစ်စုံတစ်ရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။အစာလဲဆေးဆေးလဲအစာမှပြန်လဲကြိုဆိုလိုက်ပါတယ်။ရှောက်ပွင့်စားခြင်းဖြင့်ဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှကာကွယ်ပေးခြင်း။ရောင်ရမ်းခြင်းများကိုလျှော့ချစေခြင်းအရေပြားကျန်းမာရေးကိုအထောက်အကူပြုခြင်း။နှလုံးကျန်းမာရေးကိုပံ့ပိုးပေးခြင်းနှင့်အစာချေခြင်းကိုကူညီပေးသည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစ်စုံတစ်ရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။အစာလဲဆေးဆေးလဲအစာမှပြန်လဲကြိုဆိုလိုက်ပါတယ်။ရှောက်ပွင့်စားခြင်းဖြင့်ဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှကာကွယ်ပေးခြင်း။ရောင်ရမ်းခြင်းများကိုလျှော့ချစေခြင်းအရေပြားကျန်းမာရေးကိုအထောက်အကူပြုခြင်း။နှလုံးကျန်းမာရေးကိုပံ့ပိုးပေးခြင်းနှင့်အစာချေခြင်းကိုကူညီပေးသည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစ်စုံတစ်ရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။အစာလဲဆေးဆေးလဲအစာမှပြန်လဲကြိုဆိုလိုက်ပါတယ်။ရှောက်ပွင့်စားခြင်းဖြင့်ဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှကာကွယ်ပေးခြင်း။ရောင်ရမ်းခြင်းများကိုလျှော့ချစေခြင်းအရေပြားကျန်းမာရေးကိုအထောက်အကူပြုခြင်း။နှလုံးကျန်းမာရေးကိုပံ့ပိုးပေးခြင်းနှင့်အစာချေခြင်းကိုကူညီပေးသည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစ်စုံတစ်ရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။